အပြောင်ပြက်နဲ့တင်ခဲ့ကြတဲ့ Universal Collector စနစ်ကြီးကတကယ်ကြီးပါလာတော့မီမင်္ဂလာပါ One Shot 7 Gaming ပရိသတ်ကြီးဒီ channel ကိုကြည့်ပြီးတော့ဒါက One Shot 7 channel အတူကြီးလို့လည်းမထင်လိုက်ပါနဲ့ရောဒါက channel အစ်စ်ပါကျွန်တော်တို့ရဲ့ရှေ့က channel ထပ်ပြီးတော့ပြတ်သွားပြန်ပါပြီဒီတော့စကားတွေအရှိန်မပြောတော့ပါဘူးကျွန်တော်တို့နောက်ထပ် channel အသစ်လုပ်ထားပါပြီလောလောဆယ်တော့ကျွန်တော် Universal Collector လို့ခေါ်တဲ့အစတုန်းကလူတွေကရှောက်ပြီးတော့အပျော်လုပ်ခဲ့ကြတာကနေအခုတကယ်ကြီးမွန်တုံးကထုတ်ပြီးမဲ့ Collector စနစ်အကြောင်းလေးကိုပြောပြပေးကြပါမယ်အရင်ရှိပြီးသား Collector တွေနဲ့ဘာကွာလို့လဲဆိုတော့ဘာမှတော့သိမကွာပါဘူးဒါပေမဲ့တော်တော်လေးလှပါလိဘယ်လိုမျိုးလဲကြည့်လိုက်ကြရအောင်အရင်ဆုံးပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ Collector System ပါလာခဲ့တာ Season 2 ခုစာလောက်တောင်မှရှိသွားပါပြီပတ်စံရှိတဲ့သူတွေနဲ့မရှိတဲ့သူတွေကိုဂျားထဲမှာအကန်လေးကန့်ပေးလိုက်တဲ့အရာလေးလို့လည်းမြင်ကောင်းမြင်နိုင်ပါရီဒါပေမဲ့အဲ့လိုတော့လည်းမဟုတ်ပြန်ပါဘူးမိုဘိုင်းလက်ချက်မှာစကင်တွေဝယ်ပြီးတော့စကင်မကောင်းတဲ့သူတွေလည်းအများကြီးရှိနေတာပါတချို့တွေလည်းစကင်မပါဘဲနဲ့လေချောင်းကင်ပြီးတော့တော်တော်ကြီးကိုမှဆူဆူရွာနူးနေတဲ့လူတွေလည်းရှိပါရီဒါပေမဲ့လူအများကြီးတော့မဟုတ်ပါဘူးစကင်မပါဘဲလေကျန်းနေကြတဲ့သူတွေတော်တော်များများရှိပါရီဆိုတော့ဒီ Collector System တွေကကျွန်တော်တို့အနေဆုံးတော့ဟိုးရင်တွေကဆော့ခဲ့တဲ့သူတေချာလို့ရှိရင် free ပေးတာတွေလိုက်ယူထိုင်းအောင်မှစကင်100အထက်မှာရှိပါရီပြီးတော့ဒီစနစ်အကြောင်းကလည်းဖန်တရားတီနေအောင်ပြောထားပြီးပြီဆိုတော့နားလေလောက်မယ်လို့လည်းထင်ပါရီထပ်ထွက်လာမဲ့ဒီ Universal Collector ဆိုတာကကျွန်တော်တို့ရဲ့ Collector System ထဲမှာအလှဆုံးတစ်ခုပါသူကရုပ်တရက်ကြည့်မယ်ဆိုရင်ဂူရှင်ရဲ့ Legend Skin ရဲ့ theme နဲ့တောင်မှတွားပြီးတူပါရီအပြာရောင် Cosmic Journey ပုံစံမျိုးဖြစ်ပါရီအဲ့ effect ကဒီ Collector ရဲ့ trophy ကြီးမှာတွေမဲ့လှနေတာမဟုတ်ပါဘူးအင်ဂိမ်းထဲမှာဝင်တဲ့အခါမှာမြင်ရမယ့် loading effect တွေ background theme color တွေကစပြီးတော့အဲ့လိုမျိုး universal တကယ်ကိုမှနောက်ကစက်ကြောလာကြီးကအယောင်တွေတောက်ပနေတဲ့ပုံစံမျိုးနဲ့မြင်ရမှာဖြစ်ပါရီဒါက advanced server မှာလေးပဲရနေပါပြီဒီအတွက်ကြောင့်မလို့ဒီ universal collector system ကအစတုန်းကတော့အပြောင်ပြက်နေနဲ့ဒီကစားတဲ့သူတွေကထပ်ပြီးတော့ထွက်အောင်မလားဆိုပြီးတော့တင်လိုက်တာပါအခုတော့တကယ်ကြီးထွက်လာပြီဖြစ်ပါရီသူကတော့ collector skin point 9 သိန်းတောင်မှလိုတာဖြစ်ပါရီWar Collector ဖြစ်ပြီးသားသူတွေအတွက်တော့ဒီဟာကြီးကိုရဖို့အတွက်ခက်မှာမဟုတ်ပါဘူးဒါပေမဲ့ဟိုးအခြေခံကစပြီးတော့လိုချင်တဲ့သူတွေအတွက်တော့စိတ်ကူးလေးပါပဲအိမ်မက်ကလေးပါပဲတကယ်ကိုမလွယ်တာပါနောက်ပြီးတော့အကြံတစ်ခုထပ်ပေးရရင်လေဒီ game မှာဒီလောက်ပတ်စံနေသုံးမှုအတွက်လေမတန်ဘူးလို့ကျွန်တော်ကမြင်ပါရီဒိုင်းမွန်ရောင်းတာရောင်းမိမယ်လေပဲ game တွေကိုစကင်နေကြီးထည့်နေတာကလေကိုဘိုက်ပြည့်စေတဲ့အရာမဟုတ်တလို့တစ်ချိန်မှာပြန်ရောင်းစားပြန်တော့လေဈေးကောင်းရတာမျိုးမဟုတ်ပြန်သေးပါဘူးဒါကြောင့်မလို့ဖြစ်နိုင်မယ်ဆိုရင်တော့ဒီစကင်နေဝယ်စုတာကအခုမှအပူရှန်ရှိနေတဲ့အခါမျိုးမှသာလုပ်တင်ပါရီဒီတော့ဒီ Universal Collector ကို upgrade လုပ်ချင်တဲ့ War Collector သမားတွေနီးစပ်နေတဲ့သူတွေကရောရအောင်လုပ်တင်လားဆိုရင်တော့လုပ်တင်ပါရီဘာကြောင့်လဲဆိုတော့ဒီလိုဟာမျိုးကိုရှိထားတဲ့အခါမှာကိုကဘယ်သူနဲ့မှမတူတဲ့ effect တစ်ခုကိုပိုင်ရမှာပါအမှန်တိုင်းပြောရရင်ကျွန်တော်တို့ဒီဟာနဲ့စင်တူတဲ့ effect ဘယ်မှာမှမရှိပါဘူးမိုဘိုင်းလက်ကျန်ထဲမှာဒီလိုမျိုးအယောင်သွေးနဲ့ဒီလိုအသွေးမွေးမျိုးရအောင်လုပ်ပေးထားတာမျိုးကတော့တကယ်အံ့ဩစရာပါပဲမွန်တုံးကလည်းလဲပါရီသူတို့ရှိမှာစကင်နေဝယ်ပြီးတော့စကင် point နေတက်နေတဲ့သူတွေကိုမှတကယ်ကိုအမြင့်ဆုံးဆိုတဲ့အဆင့်ကိုပဲဒီလိုအခြေအနေမျိုးကိုပေးတာပါကိုကအရန်ဘောစီဖြစ်ပြီးတော့ပတ်စံနေထားစရာနေရာမရှိဘူးဆိုရင်တော့ Universal Collector ကိုတင်လိုက်ပါမှန်ပါပါဘူးလုံးဝကိုမှတန်တဲ့ effect ရပါလိမ့်မယ်နောက်ပြီးသူကဒီတိုင်းကြီးအလှထိုင်ကြည့်နေရင်ကိုပဲတော်တော်လေးမိုက်ပါရီရှေ့တုန်းကထွက်ခဲ့တဲ့အယောင်တွေနဲ့ဘာမှမဆိုင်ပါဘူးရွှေရောင်တွေအပြာရောင်အနုမြူရောင်စသဖြင့်အဲ့လိုရောင်ပြေးတွေခရမ်းရောင်ပြေးတွေပါနေတဲ့တကယ်ကိုအလန်းစားဖြစ်ပါရီကိုယ့်ရဲ့ profile မှာဒါမျိုးကြီးကိုမြင်ကြည့်လိုက်ပါအတော်လေးအထာကြနေမှာဖြစ်ပါရီကို့မှာစကီးလေးရှိတယ်စကင်တွေလည်းအများကြီးရှိတယ်အဲ့ထက်ပိုပြီးတော့မိုက်သွားအောင် profile မှာခန့်ညာကြီးဖြစ်ချင်ပါတယ်ဆိုတဲ့သူတွေပတ်စံအပူရှန်ရှိတဲ့သူတွေအတွက် Universal Collector ကိုတွားလိုက်ပါတကယ်ကိုမှမြင်လိုက်တာနဲ့ဟာဒါကြီးကတော့ share မိုက်တာပါလားဆိုပြီးတော့ရှိန်သွားမဲ့ခံစားချက်မျိုးကိုရရှိစေပါလိမ့်မယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပြီနောက်ထပ်ဗီဒီယိုတွေမှာမိုဘိုင်းလက်ကျန်နဲ့ပတ်သက်တဲ့နောက်ဆုံးရအကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်ဗျအဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ